Hello အားလုံးမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ November လလေးရောက်ပြီဆိုတော့ပေါ့နော် Happy November လလေးပါအဲ့တော့ November လမှာဘာလေးတွေကြုံရဖို့ရှိလဲ General reading လေးကနေစပြီး personal growth အလောကိုင်းချစ်ရေးပေါ့နော်အဲ့လို General လေးကြည့်ပေးမယ်အဲ့တော့ကျတော့ဒီကက်လေးတွေနဲ့အရင်ဆုံးကြည့်ပေးမယ်ပြီးသွားတဲ့အခါဒီကက်တစ်သိပေါက်စီနဲ့ clarity message လေးချမယ်ပြီးသွားရင်နောက်ဆုံးမှာတော့ဒါ angel message လေးနဲ့ပိတ်ပါမယ်ရှင်Okay ပါအဲ့တော့ group number 1နေစပြီးကြည့်ပါမယ် Hello group number 1လေးတွေ group number 1ဖြေထားရတူရေ November လထဲမှာဘာတွေကြုံတွေ့ရဖို့ရှိနေလဲ channel လေးစဖတ်ပါနော် Okay group number 1 bottom of the deck ကတော့ 9 of pentacles လေးပါနော်တန်မာလေးချမယ်သွားရင် 5 of pentacles the high priestess King of Swords, 7 of Cups, the World, 2 of Swords, the Hermit. Okay, now so now 6 of Swords. Okay, good number 1. Good number 1 and November la or shade, no? ဘာလို့လဲဆိုတော့ဒီမှာ bottom of the deck က 9 of Pentacles ကြည့်ရ group number 1ကဒီ November လမှာကိုယ့်ရဲ့ဒီငွေကြေး financial နဲ့ပတ်သက်လို့ကိုယ့်ရဲ့ personal life နဲ့ပတ်သက်လို့ independent ဖြစ်ချင်တယ်ပေါ့နော်ကိုချောက်ကိုရဲ့ကိုလှရှာကိုရှာစားကိုရှာဟာလေးနဲ့ကိုယ့်နဲ့ကိုလုံလောက်ပြီးတော့ပြည်စုံနေတဲ့ဘဝမျိုးလေးပေါ့နော်ဒါမျိုးလေးကိုလိုချင်တောင်းတမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒါမျိုးအတွက်ဒီလို goals တွေအတွက်ကိုကစူးစမ်းနေတာမျိုးလဲ November လမှာကြုံရနိုင်တယ်အဲ့တော့ group number 1ကတခုတည်းထားမှာကကိုယ့်နဲ့ကိုပေါ့နော် overthinking တွေလုပ်နေတာငွေကြေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အလောက်ကိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ရမမလားစိတ်ပူလိုက်တာဟိုကလည်းပူတီကလည်းပူအဲ့လိုမျိုးပူပန်ကြောင်းကြနေရတာမျိုးရှိတယ်ဆိုရင်ဒီ November လထဲမှာနော်အေးချမ်းမှုကိုယ့်ရဲ့စိတ်တည်ငြိမ်မှုလေးတွေပြန်လည်ရရှိလာမယ်။ဘာလို့လဲဆိုတော့ဒီ high priestess နော် high priestess ပုံစံကိုကြည့်ရတာကြတော့ကိုကအေးစစ်စစ်ပဲဘာဖြစ်လာမလဲဆိုတာကိုအကြာကြီးအရင်တွေးဖို့မနေဘူးကိုလုံးဆရာရှိရလေးတွေဆက်လုပ်သွားမယ်ကိုစိတ်ထဲမှာပြောမှဆို intuition အရင်မြင်နေတာမျိုးလဲခံစားရနိုင်တယ်เนาะ group number 2 sorry group number 1ကဒီလထဲမှာဒီ November လထဲမှာပေါ့เนาะအဲ့တော့ကြတော့ကိုစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဒီအတွေးတွေ ideas တွေ thinkings တွေเนาะအဲ့လိုမျိုးပေါ့ကိုစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်တွေကိုလေ့လူရှုဖို့မသိဘူးလို့ပြနေတယ် group number 1တော့ကအဲ့တော့ကိုယ့်ရဲ့ intuition တအားမြင်တယ်တခုမှဆိုရင်ကိုကအလိုလိုနေသိစိတ်ပေါ့နော်အလိုလိုနေသိစိတ်ပေါ်တာမျိုးဒါမှမဟုတ်လေတခုဆို sense ကရနေတာမျိုးကောင်းတာရှိတာကောင်းတာပဲဖြစ်ဖြစ်ဆိုတာဖြစ်ပေါ့နော်ကိုယ်စိတ်ထဲမှာဘာပဲလှုပ်လိုက်အလုပ်ကံမဲ့ဖြစ်ဖြစ်စီးပွားရေးဖြစ်ငွေကြေးနဲ့ပတ်သက်လို့ဖြစ်ဖြစ်အခြေနဲ့ပတ်သက်လို့လည်းဖြစ်ဖြစ်စိတ်ထဲမှာအလိုလိုသိမှုကအရန်ကိုမြင့်နေတယ် intuition အရန်မြင့်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်စိတ်မှာနည်းနည်းလေးထင်နေဆိုရင်စမ်းမလုံးနဲ့ကိုယ်စိတ်ထဲမှာဒါကောင်းနေထင်ရင်ခက်ခဲပေမဲ့လုပ်ကြည့်စူးစမ်းကြည့်ပေါ့နော်ဒါမျိုးလေးတွေကို group number 1 the message လေးတွေးပါတယ်အဲ့တော့မှကြည့် King of Swords နည်းနည်းပြတ်သားဖို့လိုတယ်နော် group number 1ကဥမာကိုရဲ့စိတ်ထဲမှာမပြတ်သားနေတဲ့စဝေးစဝါဖြစ်စရာကိစ္စရက်လေးတွေရှိတယ်ဆိုရင်နောက်ဒီ November လမှာပြတ်သားသိလိုက်ရမယ် clear ဖြစ်လာမယ်ပေါ့နော်ကိုဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဘယ်လိုရှေ့ဆက်တက်ရမလဲဒါမျိုးလေးတွေသိလာမယ် general life ထဲမှာအခွင့်အရေးတွေလည်းအများကြီးရမယ်เนาะလောက်ကင်ပညာရေးစီးပွားရေးအကုန်ပါတယ်เนาะ general life ထဲမှာတယောက်နဲ့တယောက်တော့ခွင့်ရရပုံစံချင်းတူမှာမဟုတ်ဘူးကိုလိုချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေရလာမယ်ကိုယ်စိတ်ထဲမှာအဲ့လိုရှင်းလင်းကိုဘာဖြစ်ချင်လဲကိုဘယ်လိုဆက်လုပ်ကြမလဲဆိုတာကိုသိပြီးဆိုတာနဲ့အခွင့်အရေးတွေဝုန်းဆိုတခါလေပြုံပြီးဆင်းလာမယ်သဘောရှိတယ်အဲ့မှာမှကိုယ့်ရဲ့priority ကဘယ်ဟာအရေးကြီးဘယ်ဟာအရေးမကြီးဘူးဘယ်ဟာတော့ကောင်းတယ်ဘယ်ဟာတော့ဆိုးတယ်ဆိုတာမျိုးကိုကစဉ်းစားပြီးတော့မှရွေးချယ်ဖို့တော့လုပ်မယ်เนาะ group number 1က okay အဲ့တော့မှ the wall เนาะ completion တခုခုကိုဘက်ကနေပြီးတော့အရှိရာခုနပြောရမပြီးပြတ်တဲ့ကိစ္စတွေစိတ်ပူပန်စရာကိစ္စတွေဒါနဲ့ပတ်သက်ပြီးတော့အဖြေတခုခုတော့ဒါမျိုး chapter closing ပေါ့เนาะစာကပြီးသွားလို့ chapter နောက်တစ်ခုရောက်တာမျိုးလေးတွေကြုံရနိုင်တယ် completion တခုခုဖြစ်မှာတော့သိကြတယ် project ပဲဖြစ်ပါဖြစ်ပေါ့เนาะ completion ဖြစ်လာမယ်အဲ့လို completion ဖြစ်လာတဲ့အခါကျလို့ရှိရင်လေကိုယ့်ရဲ့ဒီမှာ wisdom ပေါ့နော် inner knowing ကနေပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုယ့်ရဲ့ဒီသင်ယူထားပညာရဲ့ဒီဒါနဲ့ပတ်သက်ပြီးတော့ကိုကရှေ့ဆက်တမ်းမဲ့ပုံစံမျိုးလေးတွေကြုံရလိမ့်မယ်တချို့တွေကနေရအပြောင်းရွှေ့လေးတွေလောက်ကင်ပြောင်းရွှေ့လေးတွေဖြစ်နိုင်တယ်တချို့ရလည်းအခုလက်ရှိအနေထားကနေပိုကောင်းတဲ့အနေအထားတစ်ခုကိုဒီ November လထဲမှာကြုံတွေ့ရတာမျိုးပိုကောင်းတဲ့နေရာတစ်ခုအခြေအနေတစ်ခု
နော်ကိစ္စတစ်ခုဒါမျိုးလေးတွေရွှေ့သွားတာပြောလို့ဆို movement ကောင်းသော movement တစ်ခုခုနော်ပြောင်းလဲတစ်ခုခု changes တစ်ခုခုလေးတွေဒီ November လမှာကြုံတွေ့ရနိုင်တယ်ချို့ရငွေချင်းနဲ့ပတ်သက်လို့ချို့ရအလုပ်ကိုင်းနဲ့ပတ်သက်လို့ခွင့်ရေးနဲ့ပတ်သက်လို့ပေါ့နော်ဘာမဆိုပေါ့တချို့ရတဲ့တကယ်ပဲနိုင်ငံခြားသွားဖို့စီစဉ်နေတာတွေပါတယ်ရှိတယ်ဆိုလို့ရှိရင်လည်းအစကတော့အရန်ပူပန်နေတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ဟာငွေချင်းမလုံလောက်လို့တော့ဘာလို့တော့နေရာတစ်ခုသွားဖို့အတွက်ကိုအရန်နေစိုးရိမ်နေပေမဲ့ကိုကဒါကိုလုံမယ်ဆိုတာတေချာပြပြတတ်တိပြီးဆိုတာ ਨੇ အဲ့လိုခွင့်လမ်းကြောင်းလေးတွေပေါ်လာလိမ့်မယ်ပေါ့နော်သူကလည်းသူကိုစိတ်ပူနေတဲ့အရာတွေကိုအထောက်ပံ့ပေးမဲ့အရာတွေပဲဖြစ်ဖြစ်အဲ့လိုခွင့်လမ်းကြောင်းလေးတွေပွင့်လာမယ်အဲ့ပွင့်လာတဲ့များဒီ movement တစ်ခုခုအရွေးတစ်ခုခုဆက်လုပ်ဆရာရှိကိစ္စတစ်ခုခုရွေးရှာသွားမယ်လုပ်ဖြစ်သွားမယ်ဆိုတဲ့ပုံစံမျိုးတွေ့တယ်အဲ့တော့ November လထဲမှာ group number 1တအားကောင်းတယ်ကံကကိုယ့်ဘက်မှာအများကြီးပါနေတယ်ကိုလုပ်ဆရာရှိရဲ့ကိစ္စရဲ့နဲ့ပတ်သက်ပြီးအာယုံ sign board နဲ့ကိုကဘာဖြစ်ချင်လဲဆိုတော့တေချာတိဖို့လိုအပ်တယ်เนาะတေချာလဲတိလာရလိမ့်မယ် group number 1 okay အဲ့တော့ဒီတက်လေးလေးနဲ့ပေါက်စီနဲ့ clarify တခုချင်းစီပြန်လုပ်ပေးမယ်เนาะOkay, vamos a poner la metro sanation, ¿no? You have to ask strength. Okay, you have 10 of swords. Yeah, not 10 of swords. Okay, you have to death card. Go on, Hamid. Hamid gonna card. I'm Hamid. Okay, 6 of swords. Oh, cái tiền nó càng càng no? Thì mà đây card, 6 of swords in the card, no? Okay, thì mà card 3 of wands. Okay, thì mà Knight of swords. Nó xong rồi, King of Pentacles. Okay, အဲ့တော့ group number 1တေချာတာကဒီ November လထဲမှာเนาะကိုယ့်ရဲ့ဒီစိတ်ရှိမှုဇွဲရှိမှုလုံလားရှိမှုကနေပြီးတော့တဆင်ရတာတဲ့အကျိုးဆက်လေးတွေပေါ့เนาะခံစားရဖို့လေးတွေရှိနိုင်တယ်ဒီလထဲမှာ November လထဲမှာ group number 1ကကိုယ်မှာရက်တက်နေတဲ့ကိစ္စ block ဖြစ်နေတဲ့ကိစ္စတွေပွင့်လန်းသွားပြီးရဲ့ခါကြတော့ action ယူမဲ့လာလို့ပြောလို့ရ group number 1က November လမှာအလုပ်တွေများတာတို့ကိစ္စရက်တွေလိုက်ပြီးတော့ကိုကဒီအပိသက်ရတာတို့အပိသက်ပြီးရဲ့အခါလဲနောက် chapter အသစ်တစ်ခုအတွက်ကိုပြင်ဆင်ရတာတို့ဒါမျိုးလေးတွေရှိနိုင်တယ်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကြည်လိုက်ဒီ 5 of pentacles clarify လုပ်ထားတာက strength နဲ့เนาะအဲ့တော့ကိုအရင်တော့ပူပန်နေတဲ့အကြောင်းကြားနေတဲ့ကိစ္စတွေဒါမှမဟုတ်လဲအဲ့လိုမျိုးပေါ့เนาะငွေချင်းနဲ့ပတ်သက်လို့ပူပန်နေတာအလုပ်ကနဲ့ပတ်သက်လို့ပူပန်နေတာပုပ်အစမပြေဖြစ်နေတဲ့ကိစ္စတွေမှာကိုကပြောင်းဆို strong ဖြစ်ပြီးတော့ဟိုကြင်ကြံခံခဲ့တဲ့ပုံစံမျိုးလေးပေါ့နော်ဒါမျိုးလေးဖြတ်တန်းခဲ့ရတာဖြစ်အဲ့လိုမျိုးအဲ့လိုအကျိုးဆက်တွေကြောင့်ကိုကခုလက်ရှိအနေထားမှာကိုယ်စိတ်ထဲမှာခုနပြောသလိုစိတ်ထဲမှာထင်တဲ့အရာအစမပြေဘူးလို့ထင်နေတဲ့အရာပြီးတတ်တဲ့နဲ့လို့စိတ်ထဲမှာတွေးနေတဲ့အရာဒါတွေကိုအပြီးသက်ချုပ်ငင်းရတာတခုခုပေါ့နော်အဖြေထွက်လာတာမျိုးလေးတွေကြုံရနိုင်တယ် November လထဲမှာအဲ့ခါပြီးတော့မှကြတော့ကိုလိုချင်တဲ့အရာတစ်ခုအတွက် clear ဖြစ်လာမယ်အဲ့ခါ clear ဖြစ်လာတဲ့အခါကျရင်ဘာလောက်ကမှန်သိလာလိမ့်မယ်အဲ့တော့ transition ပေါ့နော်အပြောင်းလဲကူးပြောင်းကာလကိုဒီ November လမှာကြုံတွေ့ရနိုင်တဲ့အခါကျတော့ခုနရွေးချယ်စရာလေးတွေပေးလာတဲ့အခါမှာလဲမှာ hermit mode ပေါ့နော် hermit energy နဲ့ကိုယ့်ရဲ့ဒီကိုအတွက်တကယ်ရှိအတွက်စင်ပြေမဲ့အရာမျိုးတို့ကိုအတွက်ဒီဘဝစာအတွက်ရေရှည် planning နဲ့ဖြစ်ပဲဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့wisdom နေတိုးပွားလာဖို့ကိုယ့်ရဲ့ experience တွေပိုကောင်းလာဖို့အဲ့ဒါကိုအဓိကဦးစားပေးပြီးရွေးချယ်ပါကိုယ့်ရဲ့အတွေ့အကြုံတွေပညာကိုယ်မှာရှိသင်ယူထားတဲ့အရာတွေဒါတွေကိုအသုံးချပြီးတော့ရွေးချယ်ပါဘယ်ဟာတကယ်ပဲအဓိကလည်းဘယ်ဟာတာမညလဲဆိုတော့ခွဲခြားတတ်ဖို့လိုတယ်เนาะဘာလို့ဆိုကိုယ်အခွင့်အရေးတွေအများကြီးပေးလာပြီကိုအဲ့ခါကျတော့အရွေးမှန်ဖို့တော့လိုမယ် group number 1အမအဲ့ခါကျလို့ရှိခုနပြောသလိုအပြောင်းလဲတစ်ခုခုအရွေးအပြောင်းတစ်ခုခုဖြစ်ဖို့အတွက်ဒီမှာ 6 of swords ပဲเนาะဖြစ်လာဖို့အတွက်ကိုဒီမှာတစ်ခုခုအရာတစ်ခုက complete ဖြစ်သွားတာပြီးဆုံးသွားတာပြီးဆုံးကန်းတိုင်သွားတာမျိုးလည်းရှိမယ်အချို့ဆိုချေးမှာဆိုလဲထိုးနေလက်ကောင်းမှာเนาะဒါ general life ကဖြစ်ဖတ်တာပဲတော့တရားရတော့မတူချေးမှာဆိုလို့ရှိရင်လဲဥမာဆိုရင် relationship တစ်ခုကို ending ဖြစ်လာပြီးပြီးတတ်ရမယ်ကိုယ်စိတ်ထဲမှာလည်းသိတယ်လို့တော့မလုပ်ချင်ဘူးကိုယ်လည်းနာကျင်ရမယ်ဆိုတာလည်းသိတယ်
မခွဲနိုင်ဘူးဆိုလဲသိတယ်ဒါပေမဲ့လုတ်ကိုလုတ်ကမယ်လုတ်ကိုလုတ်တင်နေတဲ့အချိန်ကိုရောက်လာပြီဖြစ်တဲ့ကြောင့်နော်အဲ့ဒီ relation ကိုပြီးသက်ပြီးတော့ဒါမှမဟုတ်လဲ relationship မဟုတ်လဲတခုပေါ့နော်ကိုယ့်ရဲ့ဒီလက်ကျန်ရှင်းရင်းဆွဲtrauma တွေစီးရင်ဆွဲဒဏ်ရာစိတ်ဒဏ်ရာတွေဒါတွေကိုကလက်ကိုလှုပ်လိုက်ပြီးတော့မှနောက်ထပ်အသစ် new chapter အတွက်စပြီးတော့တက်လှမ်းတော့မယ် new relationship တို့တစ်ဖြည်းဖြည်းနဲ့ ready ဖြစ်လာမယ်ဆိုတဲ့ energy မျိုး group number 1ရတယ်เนาะအဲ့ဒီမှာဆိုကြည့်လိုက် two of swords ကိုလဲပါလို့ three of wands เนาะအဲ့တော့ကိုအရင်တော့ကမပြတ်သားဖြစ်နေတဲ့အရာမပြတ်မသားဟိုဟာလောက်ရနိုဒီယာလောက်ရနိုဖြစ်နေတဲ့အရာတွေအကုန်လုံးက it's time to move forward it's time to make decision เนาะအဲ့တော့ဆုံးဖြတ်ချက်ချဖို့လုပ်ဖို့ action တွေစဖို့အတွက်အချိန်ရောက်လာပြီကိုစောင့်မျှော်နေတဲ့အချိန်ကောင်းဆိုတဲ့အချိန်ကို November လထဲမှာရောက်လာပြီเนาะ group number 1အတွက်အဲ့တော့ခါကြတော့ဒီမှာဆိုရင် night of swords အဲ့တော့ action ယူစရာရှိမြန်မြန်သက်ယူကိုမှခုနပြောသလိုအရင်တော့အချိန်ပေးထားပြီးပြီ preparation time နေစဉ်းစားဖို့အချိန်နေဒါတွေလုံလောက်ရရှိပြီးပြီဆိုတဲ့ခါကျခုချိန်မှာလှုပ်ရှားရတော့မယ်เนาะအရွေးအပြောင်းနေလာတော့မယ်အဲ့အရွေးပြောင်းနေတာကိုလိုချင်တဲ့ဒီချိုးဆို stability ကိုလိုချင်တဲ့ဘဝအထိုင်ကျဖို့အတွက်ကိုခြေထောက်ကိုရက်ဖို့အတွက်ငွေရေးကြီးကောင်းဖို့အတွက်အလောက်ကိုင်းအဆင်ပြေဖို့အတွက်တိကျသေးကြတာရေရှည် planning တစ်ခုအတွက်ပေါ့เนาะကောင်းတဲ့ဒီKing of Pentacles အခွင့်အရေးကောင်းနေရယူဖို့အတွက်ကို movement လေးတွေလာပါပြီအနောက် November လထဲမှာအဲ့တော့ waiting time is over for you ပေါ့နော် group number 1အတွက် okay အဲ့တော့ချောခုနကမဲရံကလေးနဲ့ angel message လေးစကြည့်ပေးပါမယ် okay အဲ့တော့ဒီကလေးနဲ့ angel message လေးနော် November လထဲမှာ group number 1ဘာတွေသိရဖို့ရှိနေလဲ Bottom of the deck card of 5-5 the substantial change is in your future embrace the change and need to overcome your insecurities and let go of your fears I am evolving เนาะအဲ့တော့ကိုမှရှိတဲ့အကြောက်တရားတွေမှာပြတဲ့ message တိုင်းပဲเนาะကိုမှရှိတဲ့အကြောက်တရားတွေဒါတွေကိုလက်ကိုလုပ်ပါကိုစိတ်ထဲမှာနေုံမကြည်ဖြစ်နေတာကိုမလုံလောက်သေးဘူးမရသေးဘူးမဖြစ်နိုင်ဘူးထင်နေတဲ့အရာတွေကောလုံးကိုကလက်ကိုလှုပ်ပြီးလွှတ်ချလိုက်ပြီးယုံကြည်နဲ့ကိုက okay ငါရဲ့ future အတွက်ပြောင်းလဲတွေအတွက်ကိုစဉ်းစားဖြစ်ပြီး ready ဖြစ်ပြီးဆိုတာနဲ့ပြောင်းလဲတွေကချက်ချင်းဆိုလို့ခုဘဝတဲ့ဒီ November လထဲမှာရောက်လာလိမ့်မယ် okay နော်အဲ့ number child number 6 your heart is your gift you are a natural and have a great talent for helping and healing others ဒါက helping and healing others ရဲ့ energy ကခုန Hermes ရဲ့ energy เนาะYou are the epitome of self-sacrifice and a protector of those you love that I am nurturing အဲ့တော့เนาะကိုယ့်ရဲ့ဒီဉာဏ်ပညာအလင်းတွေကိုယ်တိုင်းလည်းရှာဖွေရမလို့ရှာဖွေနိုင်တယ်လို့ကိုယ့်ရဲ့ဘေးနားမှာရှိတဲ့ society ကိုယ့်ရဲ့အနီးကပ်လူတွေအနီးကပ်လူစားလို့အလုပ်ထဲမှာဆိုလည်းအလုပ်ကလူတွေအလုပ်အတွက်ပေါ့နော်ဒါမှမဟုတ်လို့ရှင်လည်းဒီပညာရေးဆိုလည်းပညာရဲ့အတွက်ပေါ့နော်အဓိကဒီ society အတွက်နော်ဘေးနားမှာကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ circle တစ်ခုအတွက်ကိုကပြန်ပြီးအကျိုးပြုရတော့မှာကိုယ့်ရဲ့ဉာဏ်ပညာအမျှော်အမြင်တွေကိုကောင်းကောင်းအသုံးချနိုင်တော့မယ်သူများကိုလည်းကူညီစေမဲ့အရာတွေများလုပ်ပေးပါကိုများကို healing လုပ်မဲ့အရာတွေနော်ဒါမျိုးလေးနဲ့ပတ်သက်လို့သူများအကျိုးအတွက်ကိုနည်းနည်းလေးကိုကစူးစမ်းပြီးတော့လုပ်တာမျိုးစီရွယ်ပြီးတော့ intention ထည့်ပြီးလုပ်တာမျိုးဆိုရင် group number 1ပို့ပြီးတော့အဆင်ပြေမယ်အောင်မြင်လာမယ်နော် November လထဲမှာ okay number 2 that you are in possession of incredible creative powers and it is assured that you can achieve anything you wish I am aligned နော်အဲ့တော့တချို့ဆိုရင်ဘာတို့လဲဆို partnership ပေါ့နော်ပူးတွဲပြီးလုပ်ကိုင်အရာတွေညှိနှိုင်းရတဲ့အရာတွေဆွေးနွေးရတဲ့အရာတွေမှာဒီ November လမှာအောင်မြင်မယ်အဆင်ပြေလာမယ်နော်အဲ့တော့ကြတော့ကိုကအခုလက်ရှိမှာခုနပြောရဲပေါ့နော်ကိုရဲ့ဒီအစွမ်းအစတွေအဲ့ဒါတွေကိုရေုံကြည်ကြည်နဲ့ထုတ်သုံးဖို့ပဲလိုတော့တယ်အဲ့တော့ကြတော့ကိုလှုပ်လိုက်တဲ့အရာတွေကိုယူလိုက်တဲ့ action တွေကတွန်းနဲ့သူအဆင်ပြေပြီးနေရတကြနေတာတကြဒါမှမဟုတ်လဲကိုလိုချင်တဲ့ success တွေ achievement တွေရလာဖို့အတွက်ကိုလှုပ်ဆောင်တယ်လို့ action ယူတယ်လို့ဖြစ်လာလိမ့်မယ်အဲ့တော့တေချာတာကို believe in yourself believe in your talent နော်ကိုရဲ့ဒီ powers တွေကိုယုံကြည်ပါ okay အဲ့တော့ 30 that you are an original innovative thinker and an excellent communicator you have a great talent for using creativity to convey your ideas and your optimistic attitude
has an afflicting effect on others. I am imaginative. 对啦ကိုကအခုချိန်မှာ innovative အရင်ဖြစ်နေတာမျိုးကိုကဥဆောင်ဖို့အတွက်ကိုယ့်ရဲ့အတွေးတွေကစမ်းသစ်နေမယ်ပိုကောင်းနေမယ်ပြီးလို့ရှင်ပြောသမျှဆိုသမျှခုနပြောရညှိနှိုင်းရတဲ့အရာတွေဒါတွေကအရန်ကိုအဆင်ပြေမှာဆို excellent communicator เนาะအဲ့တော့ဒီ November လမှာ agent message တွေကတော့ကိုပြောလိုက်တဲ့အရာတွေပြောဆိုသမျှအရာတွေအောင်မြင်ဖို့ရှိနေတယ်အဲ့တော့ကိုအပြီးတက်ရမယ်စားရစားတဲ့ကိစ္စပြောဆိုရမယ့်ကိစ္စဒါတွေကိုလှုပ်ဆောင်မှာa great talent for using creativity to အဲ့တော့ကိုမှရှိတဲ့ ideas တွေကိုလည်းသူများတွေကိုချပြပါပြောဆိုပါ communicate လုပ်ပါเนาะ group number 1ကကြောက်ဖို့မလိုဘူးခုချိန်မှာကြောက်နေရင်နောက်ကောက်ကြောက်ကြံခဲ့မယ် November လမှာကိုယ့်ရဲ့အကြောက်တရားတွေကိုပြေးတွေ့ပြီးရင်ဆိုင်ဖို့ပဲလုပ်မယ်เนาะ44 your angels are encouraging you to continue on your present life path with diligence and determination even greater success will come in the future. I am supported တွေ့လား angels တွေကတိုက်တွန်းနေတယ်เนาะကိုအခုလက်ရှိလှုပ်ဆောင်နေတဲ့ကိုယ့်ရဲ့လက်ရှိဘဝမှာကိုကဒီထက်ပိုကြိုးစားပါပိုပြီးပြပြတတ်တာ determination တွေပေါ့နော်ဟိုဆုံးဖြတ်ချတဲ့အရာတွေပေါ်မှာတကယ်ကို action ယူပြီးလှုပ်ဆောင်ဖို့တွေလိုနေတဲ့ခုနက king of source ရဲ့ energy เนาะဒါလေးကအဲ့တော့နောက်ဆုံးမှာကတော့17 the quality of work you can produce when you are doing it alone is almost unbelievable. You are as independent as you are ambitious, capable of performing every step of the way with efficiency, focus, and skill. I am independent. 对啦，ဟိုမှာခုနကလည်းခြားတဲ့မှာ 9 of Pentacles နဲ့ဒီမှာလည်း independent အဲ့တော့ကိုလိုချင်တဲ့ဘဝကိုလိုချင်တဲ့ success တွေကိုရဖို့အတွက်ကိုဒီ November လထဲမှာ group number 1ကဦးတည်နေပြီတာဆူနေပြီလိုချင်တဲ့ရလဒ်တွေလည်းရလာတော့မယ် action လေးတွေယူရမယ်ကိုယ့်ရဲ့ဒီ fears တွေလက်ကိုလုပ်ပြီးတော့ကိုပို့ပြီးယုံကြည်ချည်နဲ့လုပ်မယ်ဆိုရင်လုပ်သမျှကိစ္စတိုင်းကဟိုအဆင်ပြေလာမယ်အောင်မြင်လာမယ်เนาะ Okay အဲ့တော့ group number 1ဆက်ဆက်ရအဆင်ပြေကြပါစေအားလုံးပဲ see you in the next video bye bye hello group number 2လေး group number 2ရေးထားကြတယ်November လထဲမှာ January ဒီနေ့စပါပြီ Right. At the bottom of the deck are death card. Okay, divine 3 of Pentacles. Page of Pentacles. Page of Coins. 6 of Pentacles. Pentacle even. Okay, Queen of Pentacles. Oh God. Queen number 2. Pentacle even. I know you can get some. Okay, King of Cups. Okay. King of Cups. Wheel of Fortune. The 7 of Swords. Now so Magado. 8 of Pentacles. အဲ့ဒီချလိုက်တာ Pentacle တွေကတင်းနဲ့တောင်းနေ9ကတ်တာเนาะ Pentacle တွေတော်တော်များနေပါလား Group number 2ဘာတွေကြိတ်ကြံနေလဲမသိဘူးเนาะအဲ့တော့ Okay Group number 2က November လထဲမှာရှိတဲ့ thing က bottom of the deck အရာကြီးမယ်ဆိုရင်အပြောင်းအလဲ changes transformation နေเนาะကိုတယောက်တည်းတော့တူမှာမဟုတ်ဘူးတယောက်တချို့တွေကအလောက်ကိုင်းချို့ရစီးပွားရေးချို့ရပညာရေးချို့ရလူမှုရေးချို့ရကြတော့ချီရေးအကုန်ပါတယ်เนาะ general life ဖြစ်တဲ့အတွက်ကြောင့်အကုန်ပါတယ်ကိုနဲ့အဆင်ပြေလို့လေယူပါအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ general life overall မှာအပြောင်းအလဲ transition period တွေလာတော့မယ် November လထဲမှာเนาะအဲ့ခါကျတော့ကိုယ်မှာရှိတဲ့ဒီ collaboration နဲ့ပတ်သက်ပြီးလုပ်ရတဲ့အရာ collaboration ဆိုတာပူးပေါင်းပြီးဆက်ပေါင်းပြီးလုပ်ရတဲ့ကိစ္စမှန်တယ်များဥပမာဆိုရင်ကျောင်းပညာရေးသင်နေတဲ့လူဆိုရင်ကျောင်းမှာဆိုရင် community တစ်ခုနဲ့တိုင်းဝိုင်းတစ်ခုနဲ့ဒီလိုမျိုးသင်နေရတာပေါ့နော်အကယ်၍အလုပ်လုပ်တဲ့ဆိုလဲအလုပ် community လူမျိုးရေးမှာဆိုလဲလူမျိုးရေး community ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့အဝန်းကျင်ဒီမှာကိုယ့်ရဲ့စီဆက်ဆက်နေတဲ့ ਨੇ ပဲအလိုက်ပေါ့နော်အဲ့ဒီမှာဆိုရင်ပူးပေါင်းဆက်ပေါင်းပြီးလုပ်ကြတဲ့အရာတွေ achievement တစ်ခုခုရလာဖို့အတွက်စ조사နေတာ progressing လုပ်နေတာချို့ဆိုခုလက်ရှိစလုပ်နေတဲ့ကိစ္စတွေပေါ့နော်အလုပ်ထဲမှာဆိုလဲအလုပ်က project တွေပါတယ်ဖြစ်မှာပေါ့နော်အဲ့လိုပူးပေါင်းဆက်ပေါင်းပြီးလုပ်ကြတဲ့အရာတွေမှာဆိုလို့ရှိရင်ကိုကသင်ယူစရာတွေအများကြီးရှိတယ်အဲ့တော့အဲ့ဒီပူးပေါင်းဆက်ပေါင်း collaboration နဲ့ပတ်သက်လို့သင်ယူပါအခုပြောမှဆိုဒီ green number 2ကိုကြည်ရဒီ page of pentacle energy အရာဆိုလို့ရှိရင်နည်း young ဖြစ်တဲ့ energy ဘယ်နေရာမှာမဆိုကိုရောက်ရှိနေတဲ့နေရာမှာကိုထင်တာထက်ကိုတီးဖို့တက်ဖို့ experience ရဖို့လိုအပ်နေသေးတာမျိုးတွေ့မယ်တချို့ဆိုလို့ရှိရင်လည်းကိုလက်ရှိဒီ live မှာပေါ့နော်အလုပ်ဆိုလဲအလုပ်ထဲမှာပြန်ပြီးတော့သုံးသပ်ရဖို့လေပြန်ပြီးတော့ငါလုံးနေအဆင်ပြေရဲ့လားမှန်ရဲ့လားဟုတ်ရဲ့လားဒါမျိုးလေးပေါ့နော်ပြီးတော့ကိုတယောက်တည်းလောက်တာထက်ဆိုင်အများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းကပိုပြီးအောင်မြင်မှုတွေရရှိမယ်နော်ဒီ November လရမှာအဲ့တော့ group number 2ကကြာဒီမှာ solution နဲ့ဒီ 6 of pentacles အဲ့တော့သူများနဲ့တူတူလုပ်တဲ့အခါအလုပ်တွေပဲလုပ်စာရေးပဲလုပ်နော်အခြေမှာပဲဖြစ်သူများနဲ့အဲ့လို
set ပေါင်းဆက်ပြီးရောပေါ့နော်တခုခုအတွက်ကိုဘယ် live မှာမဆိုလုပ်တဲ့အခါမှာအပေးယူမျှဖို့လေးတွေလိုမယ်เนาะသူများကိုကပဲအပေးကိုကပဲအမြဲတမ်းပေးဆက်နေရလားသူကပဲအမြဲတမ်းကိုကို short ပေးနေရလားအဲ့လိုအပေးယူမျှလေး energy မျှ level မျှနေပို့ဒီမှာချိန်ဝင်ရဒီမှာဆိုရင်ညီးနေတယ်လို့ပေါ့เนาะချိန်ဝင်လေးညီးနေတယ်လို့ကိုကဟို carry အလောက်ကင်နေမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အားစိုက်ထုတ်မှုလေးလိုအပ်နေရလားဒါမှမဟုတ်လို့ရှိရင်ငွေကြေးမှာဆိုလို့ရှိရင်ငွေကြေးမှာကိုကအယူကြီးပဲရှိနေလားအပေးကြီးပဲရှိနေလားအပေးကြီးပဲရှိနေလဲကိုကယူတတ်ဖို့လက်ခံတတ်ဖို့လိုမယ်အယူပဲရှိနေလဲသူများကိုဗာလေးပြန်ပေးရင်ကောင်းတယ်ဘယ်လိုလေးပြန်လုပ်ပေးရင်ကောင်းတယ်ဒါမျိုးလေးစဉ်းစားတတ်ဖို့လိုမယ်အဲ့တော့အပေးယူမျှ energy လေးကို level 10 balance ထားဖို့အတွက်လိုအပ်နေပါတယ် green number 2ကအဲ့ခါကျတော့ဝင်ဝင်ဆိုလဲဝင်ဝင်ထွန်းဝင်မျှနေအောင်ပေါ့နော်စူးစမ်းတင်တာမျိုးလေးတွေအဲ့ခါကျမှကိုလိုချင်တဲ့ခံစားရမှုလေးတွေပိုင်ဆိုင်မှုလေးတွေဒါမှမဟုတ်လဲချိုးဆိုငွေကြီးပေါ့နော်အဆင်ပြေလာဖို့လေးတွေ November လရမှာကြုံတွေ့ရမယ် green number 2ကတေချာတာကတော့ November လရမှာ green number 2ကတော်တော်လေး practical နဲ့ပတ်သက်ပြီးကံကောင်းတယ်ပြောဆိုကြငွေကြီးပေါ့နော်အဆင်ပြေလာဖို့လေးတွေရှိတယ်ကိုလုံးတော့လောက်ရမယ်ကို90ရာခိုင်နှုန်းစိုက်ထုတ်ပြီးအချိန်ပေးပြီးလုပ်ရင်90ရာခိုင်နှုန်းပြန်ရမယ်အဲ့တော့ဘာပဲလုပ်လို့ကိုက intention ပေါ့နော်ကိုဘာဖြစ်ချင်တာလဲဘာကိုအဓိကကိုရဲ့ခုဒီ November လမှာကိုဘဝမှာပဲအရေးကြီးအဲ့ဒါကိုအာယုံစိုက်ပြီး focus ထားပြီးလုပ်တင်လဲဆိုတာကိုကတိတ်ချပြန်စဉ်းစားဖို့လိုမယ်အဲ့လိုမျိုးလုပ်တင်တယ်ဆိုတာကိုသိပြီးဆိုလို့ရှိရင်အဲ့ဒီအရာကိုအာယုံစိုက် focus ထားပြီးလုပ်လိုက်တာနဲ့ကိုresult တွေအများကြီးမြင်ရတော့မှာပေါ့နော်ကောင်းတဲ့ရလဒ်တွေရလာတော့မယ်ဆိုတာလေးတွေ့တယ်နော်ဒီမှာဆိုလို့ရှိရင် King of Cups เนาะ King of Cups ကိုကြည့်ရတဲ့အခါမှာစိတ်တည်ငြိမ်မှုအေးချမ်းမှုလေးတွေရရှိလာနိုင်တာမျိုးလေးတွေတွေ့ရတယ် November လရမှာเนาะအဲ့တော့ကိုယ့်ရဲ့အဖက်ဖက်ကပေါ့နော်ကိုယ့်ရဲ့ဒီ mental ဘိုင်းဒီ emotional ဘိုင်းတွေကိုယ့်ရဲ့အပြင်ကလိုချင်နေတဲ့အခွင့်အလမ်းအခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ November လရမှာတေချာအကောင့်ထဲပေါ်လာမယ်တေချာရဝါထင်ရလက်တွေညင်ရတော့မယ်ဆိုတာလေးတွေ့တယ်အဲ့တော့စိတ်တည်ငြိမ်နဲ့ဖြတ်တန်းမှာအကောင်းဆိုလောကဒဏ်တွေကိုကြမ်းခံပြီးတော့ဖြတ်တန်းမှာကိုလှုပ်တဲ့ကိစ္စတွေမှာဆိုလဲစေတနာပါစိတ်ကိုနှိမ့်ပြီးတဲ့ခါကျတော့ကောင်းပါစေအဆင်ပြေပါစေဆိုတဲ့စိတ်နဲ့ပေါ့နော်တေချာလေးအာယုံစိုက်လို့ဖို့ခုနံပါတ်2တိုက်တွန်းချင်ပါတယ်ဒီမှာဆို Wheel of Fortune ကံလေးတွေကကောင်းလာပြီကံအလှည့်ပြောင်းနေလာပြီကောင်းတာလုပ်ရင်ကောင်းတာလေးတွေခံစားရတော့မယ်လားအကယ်၍မကောင်းတာတွေကိုအရင်တော့ negative energy တွေဒါမျိုးတွေရှိခဲ့တယ်တိတယ်မှာဒီအောက်မှာဆိုလဲ 7 of swords เนาะမကောင်းတာလေးလုပ်တယ်ဆိုလဲပေါ်ထွက်လာတော့မယ်เนาะအဲ့တော့ group number 2က be ready for what's next เนาะအဲ့တော့ကိုယ့်ရဲ့ကောင်းတာလေးလှုပ်ထားတဲ့အရာတွေသူများမြင်အခု November လရမှာကောင်းတာလေးလှုပ်တဲ့လူတွေအကုန်လုံးကကောင်းတဲ့ရလဒ်လေးကိုမြင်ရတော့မယ်ကိုကအရင်တော့ဟာနောက်ကိုရပဲလုံနေတယ်သူများတွေမသိပါလားမမြင်ပါလားငါဘယ်လောက်စူးစမ်းလဲမသိပါလားဆိုတာစိတ်မပူနဲ့ November လမှာအကုန်ထွက်ပေါ်လာမယ်မကောင်းတာတွေလုပ်ရင်လည်းမကောင်းတာတွေလုပ်တဲ့အလျောက်ထွက်ပေါ်လာလိမ့်မယ်နော်အဲ့တော့ဒီအချိန်မှာဘာသာတရားလေးသိချလို့ချွေဆို meditation လေးပါလေးလုပ်စိတ်လေးတည်ငြိမ်အောင်ထားเนาะအဲ့ကကြတော့ဘာပဲလုပ်လို့ကိုယ့်ရဲ့ဒီ intention ဒီတာစစ်မှန်နေပါစေကောင်းတဲ့ရလဒ်တွေအလိုလိုနေ November လထဲမှာခံစားရပါလိမ့်မယ်နောက်ဆုံးမှာ 8 of Pentacles လေးရကြတော့ကိုယ် focus ထားတဲ့အရာခုနပြောသလိုပေါ့နော်ကိုအာယုံစိုက်ပြီးတေချာ design မှတ်လုပ်ခဲ့တဲ့အရာဒီမှာဆို 3 of Pentacles progressing နေပေါ့နော်ကိုကပြောမဆိုတဖြည်းဖြည်းတဆင့်ချင်းစီကိုလာလိုက်ကြတဖြည်းဖြည်းနဲ့ကိုလိုချင်တဲ့ပန်းတိုင်ကိုနီးလာပြီးဒီမှာဆိုလဲ death card နဲ့ transition တွေလာတော့မယ်အဲ့တော့ November လထဲမှာကိုယ့်ရဲ့ရလဒ်ကိုမြင်လာဖို့ရှိနေတယ်เนาะ green number 2ပါအဲ့ခါကျတော့ဒီကတ်ပေါက်စီလေးတွေနဲ့ထပ်ပြီး clarify လုပ်ပေးမယ်နော်ဒီမှာဆိုရင်ကြတော့ the sun okay King of Pentacles okay tangka chariot kaya tayo manibigay okay maka Queen of Pentacles laban yung Pentacles isa no okay taga 5 of Wands
Okay, ဒီမှာဆိုရင် Three of Pentacles ဒါပြန်လို့ရှိရင် place လေးတင်တော့ဖြစ်ပါမယ် Okay, ဒီမှာဆိုရင် Six of Wands ဒီက Strengthနောက်ဆုံးမှာ Ace of Wands very good အဲ့တော့ group number 2 ကနော် clarify ထပ်လုပ်ပေးတဲ့အချိန်မှာလည်းကြည့်ရတာကကြည့် November လထဲမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အခွင့်အရေးတွေပေါ့နော်အခွင့်အရေးတစ်ခုခုကြီးကြီးမားမားရလက် rewards တွေအတွက်ကိုကပြင်ဆင်နေခဲ့တာဒါမှမဟုတ်လည်းပြင်ဆင်နေရတာပြင်ဆင်နေခဲ့တဲ့လို့ဆိုရင်ဒီ November လမှာ rewards တွေရတော့မယ်အခုချိန်မှာစပြီးပြင်ဆင်တာဆိုလို့ရှိရင်လည်း rewards တွေအတွက်စူးစမ်းနေတယ်ဆက်သွားနေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်เนาะအဲ့တော့ November လမှာဆိုလို့ရှိရင်ကိုလိုချင်တဲ့လမ်းကြောင်းမှန်ပေါ်ရောက်နေပြီးလမ်းကြောင်းကလည်းခုနပြောသလိုသွားချင်တဲ့နေရာကိုဥတည်ပြီးတော့သွားနေပြီးအဲ့ဒါကိုဆက်ပြီးကိုကအဲ့ဒီအချိန်လေးနဲ့ဆက်သွားနေဖို့ဆက်ထိန်းထားနိုင်ဖို့လိုအပ်နေတယ်အဲ့တော့ balance တွေလိုတယ် group number 2ကเนาะအဲ့တော့ဟိုဒီအခြေရေးတွေဘာတွေမှာဆိုလို့ရှိရင်လည်းပေါ့เนาะအခုမှကိုနဲ့တွေ့နေတဲ့လူကိုနဲ့အဆင်ပြေနေတယ်ဆိုတဲ့လူနဲ့ပတ်သက်ပြီးတော့ relationship တစ်ခုကောင်းကောင်းလေးဆက်ပြီးထိန်းချောင်းနိုင်ဖို့လေးတွေ energy လေးမျှနေဖို့လေးတွေဒါမျိုးလေးတွေလိုအပ်တယ်ပေါ့เนาะအဲ့တော့ကိုဖက်လူကကိုအတွက်စစ်မှန်လားမစစ်မှန်လားဆိုတာလည်းဒီ November လရဲ့မှာတင်ချပေါက်မြင်တွေ့ရတော့မယ်เนาะအဲ့တော့ကိုယ်စိတ်ထဲမှာဇဝေဇဝါဖြစ်နေတဲ့ကိစ္စဟာငါသိမှာစူးစမ်းနေရပါမလားဖြစ်ပါမလားနဲ့စိတ်ပူနေတဲ့အရာတွေကိုဒီ November လရဲ့မှာလာပြီးတော့ပြတော့မှာပေါ့နော်ဟာဒါကတော့ is a good thing is not a good thing တခုခုပေါ့နော်ကိုယ့်ရဲ့ဒီစိတ်ထဲမှာဇဝေဇဝါဖြစ်စေတဲ့အရာနဲ့ပတ်သက်ပြီးတော့တိတိကျကျသိလာရမယ်တိတိကျကျခံစားရမယ်ကောင်းတဲ့ရလက်တွေ rewards တွေနောက်အကျိုးဆက်တွေပေါ့ပြောမှဆိုကိုလှုပ်ထားတဲ့အကျိုးဆက်တွေကိုပြန်ခံစားရမယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒီမှာဆို Three of Pentacles နော် Three of Pentacles ကို King of Cups မှာclarify ဖြစ်တာဆိုတော့ကြတော့ကြည်ရတာဒီကိုယ့်ရဲ့အသင်းအဖွဲ့နဲ့ပတ်သက်ပြီးတော့လှုပ်ထားတဲ့အရာတွေ group အဖွဲ့အစည်းနဲ့လှုပ်ထားတဲ့အရာတချို့ဆိုလည်းပညာရေးတွေချို့ကြတော့ကိုယ့်ဘဝမှာကိုယ်တယောက်တည်းပဲဒီမှာကိုယ့်ရဲ့ဘဝကိုတည်ဆောက်နေတဲ့သူတွေကိုယ့်ရဲ့ foundation ခိုင်မာအောင်မနော်ချို့ဆိုအလုပ်တစ်ပိုင်းလုပ်ဖို့ကြောင်းတစ်ပိုင်းပညာတွေပိုင်းတက်နေတဲ့လူတွေအဲ့ဒါဆိုလို့ရှိရင်စိတ်ကိုယ့်ရဲ့ဒီ intention ပေါ့နော်ကိုယ့်ရဲ့ emotion စိတ်ကိုပါနှိမ့်မြုပ်ပြီးတိတ်ချလေးလုပ်ဖို့လိုတာနောက်တစ်ခုကကြတော့ကိုကစိတ်ပါမထားလို့မယ်စိတ်မပိုင်မလုပ်ဘူးအဲ့လိုမျိုးလူတွေကဒီ November လမှာတိတ်အကျိုးမဖြစ်လာဘူးเนาะအဲ့တော့ကိုကစိတ်ပါမလုပ်မယ်ကိုရဲ့အာရုံစိုက်ထားတဲ့အရာဖြစ်အောင်လုပ်မယ်ရအောင်လုပ်မယ်ဆုံးဖြတ်ချက်တစ်ခုနဲ့တိတ်ချ design မလုပ်မယ်ဆိုရင်ဒီလာတယ်မှာကတအားဟိုကောင်းတဲ့ကံလေးမှာ Wheel of Fortune เนาะအဲ့တော့ success တွေเนาะဒီမှာအောင်မြင်မှု success တွေ Six of Wands ရရှိလိမ့်မယ်တဲ့ group number 2အဲ့တော့ခုနပြောသလိုကိုကတချို့ဆိုရင်ဖြက်လန်းပြီးလိုက်ချင်တာတွေဆိုရင်မလုပ်ပါနဲ့စိတ်လေးရှိပါကိုလှုပ်ရှားရှိတဲ့အရာကိုခုနပြောသလိုတချို့တွေကဖြက်လန်းပြီးရလေရေတို short term success အတွက်ပဲကောင်းတယ်ရေရှည်အတွက်လုံးဝမကောင်းဘူးဘယ်အရာမှမဆိုเนาะ relationship မှာပဲဖြစ်ဖြစ်တချို့ရေဆိုလို့ရှိရင်အလုပ်ကိုင်းမှာပဲဖြစ်ဖြစ်ပညာရေးမှာပဲဖြစ်ဖြစ်ဟာတဲ့မှာခဏလေးနဲ့တလူမျိုးဖြစ်သွားတယ်သူများရေဆိုငယ်ငယ်လေးနဲ့ဘလို့ဖြစ်တယ်အဲ့အမျိုးရင်းနဲ့ကိုကလိုက်ပြီးတော့ရောင်ပြီးတော့ shortcut နည်းကိုလိုက်ရေတိုဖြက်လန်းနည်းကိုလိုက်မယ်ဆိုရင်ရေရှည်မှာမကောင်းတဲ့ consequences တွေကိုယ့်ရဲ့ပြောမှဆိုကိုလုပ်တဲ့အရာရဲ့ consequence ပေါ့နော်ရလက်တွေအဲ့ဒါတွေကိုခံစားရလိမ့်မယ်အဲ့ခါကျတော့ဒီမှာ remind လုပ်နေတာ group number 2က shortcut နည်းနဲ့လုံးဝအဆင်ပြေပါဘူးလို့ဆရာရှိရလေးပုံမှန်ရေးဆက်လုပ်သွားတယ်မှာဆို chariot เนาะကိုလမ်းကြောင်းမှန်ပေါ်လေးရောက်နေပြီအဲ့ဒါလေးကိုဒါကိုကဆက်ပြီးတော့ထိန်းထားပေါ့နော် maintain ဆက်လုပ်သွားတယ်မှာဆိုရင်ဒီ Eight of Pentacles မှာ Ace of Wands လေးเนาะအဲ့တော့ကိုချို့ဆိုအလောက်ကင်တွေပိုင်းနဲ့ပတ်သက်လို့တင်းနေပိုင်းညှော်လင်းနေတဲ့လူတွေเนาะ interview တွေပိုင်းဖြေဖို့အတွက်စောင့်နေတာ interview အောင်ဖို့အတွက်လုပ်နေတာလောကအသက်တွေပိုင်းပြောင်းကျင်တာဒီမှာပြောင်းလဲเนาะကိုယ်ပိုကောင်းမှုအတွက်เนาะမှာဒီ sun energy ဆိုတော့ပိုကောင်းမဲ့နေ့ရက်တွေနေ့သက်တွေလာတော့မယ်တဲ့เนาะ hanging တဲ့ group number 2အဲ့တော့အဆိုအလောက်ကိုင်းအသက်တွေပါအရရှိသွားတာတင်းနေပါအဲ့လို interview success တင်းနေပါကြားရတာအောင်နေဆိုတဲ့တင်းနေပါကြားရတာဒါမျိုးလေးတွေ group number 2ကဒီလိုပုံမှန်လိုက်မှာကြုံတွေ့ရနိုင်တယ်အဲ့တော့ဘယ်အရာမဆိုကိုလောက်ထားတဲ့အရာတွေရဲ့ဒီ progress ကို rewards တွေကိုဒီ November လိုက်မှာ group number 2ကတေးကြပေါက်ခံစားရတော့မယ်အနေထားလေးတွေ့ရပါတယ်တယောက်ရောက်တော့ timeline ချင်တူကျမတူမယ်ချွေဆိုလာအစားတွေကခံမှာချွေရလာလေကျမအဆင်ပြေသွားချွေရလာကုန်ကန်ဒီမှာ okay သွားဒါမျိုးလေးတော့ရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့တေးချတာကတော့အပြောင်းလဲပိုကောင်းတဲ့အပြောင်းလဲ transition ကိုကြုံတွေ့ရတော့မယ်နော် group number 2 okay အဲ့တော့ခုနအမဲအောင်ကက်ကလေးနဲ့ agent message လေးဆက်ကြည့်ပေးမယ်နော်
Okay, Edo, angel message for group number 2, please. Oops. Bottom of the deck layer hold share group number 1 and 2 layer. 5 the substantial changes in your future that embrace the change and need to overcome your insecurities and let go of your fears. I am evolving. It'll change. The male change. Kunale death card transition. No. It'll changes. They labo. They she there. It'll drop go. Ready. If you need receptive energy, people load pamale go ye. ဒီမလိုအပ်တဲ့ energy မကောင်းတဲ့အရာတွေဒါတွေကိုလက်ကိုလုပ်ခဲ့ဖို့เนาะဖြုတ်ချခဲ့ဖို့လိုအပ်နေပါတယ် Okay sorry ကလေးနည်းနည်းပြန်ဝေးလိုက်မှာတင်ချင်တယ်ဘာလို့ဆိုရှေ့ကကလေးပြန်ထွက်လာเนาะ Okay. 333. You are being called upon to use your spiritual gifts as a light worker and assisting all of humanity. Live your truths and be a positive life to others. I am powerful. 333. The 333 are 3 of Pentacles energy နဲ့ခက်ဆင်စီရနော်အဲ့ခါကျတော့ကိုမှရှိတဲ့အားတွေအင်းနေဒါတွေအကုန်လုံးကိုစူးစမ်းပြီးတော့ကိုက humanity နဲ့ပတ်သက်တဲ့အလုပ်ကိုင်းနေချိုးရဆိုလို့ရှိရင် light worker ဆိုရတဲ့လိုမျိုးကပ်ဖတ်တာနဲ့ပတ်သက်တဲ့ energy ပေါ့နော် energy နဲ့ပတ်သက်ပြီးလုပ်နေတဲ့အရာတွေသူများတွေလူတိုင်းနဲ့ပတ်သက်ပြီးတော့ကြိုးပြုစီမဲ့အရာတွေဒါနဲ့ပတ်သက်ပြီးလုပ်နေတာဆိုရင် live your truth that be a positive life to others သူများတွေကို power သူများတို့အားကူညီပေးမဲ့အရာတွေเนาะအဲ့လိုသူများတွေကိုအကျိုးပြုစေမဲ့ positive ဖြစ်စေမဲ့အရာတွေဒါတွေကိုတေချာလေးလုပ်ပါကိုယ့်ရဲ့ potential ကိုယ်မှာရှိတဲ့အရာနဲ့အသုံးပြုပြီးတော့ live your truth ဆန်နော်ကိုယ့်ရဲ့ true self ကိုပုံဖော်ပြီးတော့ကိုယ်လုပ်ရမယ့်အရာတာဝန်တွေဝတ္တရားတွေကိုလုပ်ကင်ပါတဲ့နော် Okay 12 the 1212 no stay focused on your best possible future and remain optimistic throughout the entire journey your angels are right behind you as you turn your dreams into reality. I am focused. Kuna ero bandigo energy no ero focus လို့လို့တယ် stay focused နော်ကိုမှလိုချင်တဲ့အရာအတွက်အဲ့ဒီဟာကိုပြောင်းဆို price eyes on the price နော်ကိုလိုချင်နေတဲ့အရာကိုလိုချင်တဲ့ result ကိုလိုချင်တဲ့ရလဒ်တွေရဖို့အတွက်ကိုအဲ့ဒါကိုကအာရုံစိုက်ပြီးတော့ design မှန်လုပ်ပါပြီးတော့ကိုတွားနေတဲ့လမ်းကြောင်းပေါ်မှာလဲငါဒါအတွက်လုပ်နေတာဖြစ်လာမှာ okay လာမှာဆိုတော့အကောင်းမြင်စိတ်လေး positive thinking လေးနဲ့ဆက်လုပ်ပါ the entire journey เนาะအဲ့တော့ကျတော့ angel ဆရာသင်အားပေးနေပါတယ်တဲ့ကိုယ့်ရဲ့ dreams တွေအိမ်မက်တွေအကောင့်ထဲပေါ်ဖို့အတွက်ကိုเนาะအဲ့တော့ I am focused. All right, number 27. Your mind is wide open and you are tolerant and compassionate towards all ways of life. You value freedom of expression and want to improve the conditions of people whether in your community, country, or the world at large. That I am expressive, you know. အဲ့တော့ကိုယ့်ရဲ့အမြင်တွေเนาะဆိုကိုယ့်ရဲ့အမြင်တွေကိုပို့ပြီးတော့အမြင်ကျလာဖို့အတွက်စူးစမ်းရမယ်သူများတွေအတွက်ဆိုလို့ရှိရင်သူများနဲ့လောက်ကင်တဲ့ခါကြလို့ရှိရင်လည်းတချို့ရသိခံနိုင်စွမ်းเนาะပြီးလို့ရှိရင်သူများကိုချင်းစာတရား compassionate เนาะအဲ့ဒါမျိုးတွေလိုအပ်တာမျိုးလေးတွေရှိနိုင်တယ်အဲ့တော့ကိုယ့်ရဲ့ပုံစံအစစ်အမှန်ကိုဖော်ပြဖို့မဝင့်မရဲမဖြစ်ပါနဲ့တဲ့เนาะအဲ့ခါကြတော့ဒီကိုယ့်ရဲ့လက်ရှိကိုယ့်ရဲ့အနေထားကိုပုံစံမပြောင်းမလို့ခြင်းမှုဒီပုံစံမကြိုက်သိဘူးဆိုရင်ပြောင်းလဲဖို့အတွက်အခွင့်အရေးတွေပေးနေတယ်အဲ့တော့ group number 2က November လမှာကိုယ့်ရဲ့ true self ကိုပြန်ပြီးတော့ရှာဖွေရတာမျိုးเนาะကိုယ့်ရဲ့ဒီ talents တွေဒါမျိုးလေးကိုယ့်ရဲ့ပုံစံတွေပြောင်းပြတာမျိုးချို့ဆိုလဲတင်မှာကိုယ့်ရဲ့အသွင်အပြင်ပုံစံဝတ်စားစင်ပုံပြောပုံစုံပုံနေပုံထိုင်ပုံဒါမျိုးလေးတွေပြောင်းလဲလာလည်းဖြစ်နိုင်တယ်เนาะ Number 9 is your compassion that makes you shine. You're devoted to helping the greater good and have a strong talent for speaking up for others. That your soul is most satisfied when you are being of service.
I am compassionate ကနှစ်ခါတောင်တွေ့တယ်เนาะအခါကျတော့သူများနဲ့ဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့ဒီကျင့်နာတရားပေါ့เนาะအကျင့်နာတရားရှိမှုစေတနာထားမှုဒါတွေကကိုယ့်ကိုပို့ပြီးတောက်ပစေလိမ့်မယ်ချွေရထင်တဲ့မှာသူများကိုကျဉ်းကျဉ်းနာပြောဆိုလိုက်ရင်သူများကိုရိုးရိုးကြိုးလေးကောင်းကောင်းမွန်မွန်နဲ့ပြောလိုက်ရင်ကိုရှုံးတော့ရလို့ထင်နေကြတာเนาะအခုဒီလိုခေတ်ကြီးမှာဆိုပို့ပြီးတော့လိုအပ်တယ်အဲ့လိုမျိုးပြောဆိုရအစားတိမ်မွေ့တာเนาะကျင်နာတက်တာကိုချင်းစာတက်တာဒါတွေကကိုယ့်ကိုရှေ့ကိုခေါ်ဆောင်သွားစေမယ်เนาะခုနက2အတွက် Oh my god 1111နဲ့11 the universe is arranging people and experience on your path to help you succeed and helping you wake up to who you truly are. I am awakening. Oh, group number 2ကဒီ group ထဲမှာအဲ့လိုenergy worker တွေပေါ့နော် light worker တွေနဲ့ပါလို့ရှိရင်ကိုယ့်ရဲ့ energy ကိုတိတ်ချလေးဆူဆူဆက်ဆိုင်နဲ့ကိုလိုအပ်တဲ့နေရာတွေမှာဖြည့်ဆည်းပေးဖို့ကြိုးစားဖို့လိုနေမှာเนาะဥပမာ tarot reader တွေပဲဖြစ်ဖြစ်အဲ့လိုအများကြီးဆိုရင် astrology ဆရာတကယ်ကိုဆရာကြီးတွေပါလိမ့်မယ်နဲ့တူတယ်เนาะအဲ့လိုမျိုးလူတွေပါတယ်ဆိုလို့ရှိရင်လေချိုးကတော့ဒီနေရာကနေပြီးအကြံပြုချင်တာလေးရတော့ကိုရှောက်နေတဲ့လမ်းကတအားကိုထင်တာတဲ့ပိုကျဲတယ်ကျဲပြန့်တယ်ကိုထင်တာတဲ့ပို့ပြီးတော့အိမ်မက်တီကကြီးတယ်success တရားလို့သူများနဲ့မတူအောင်ရလာတော့မှာဖြစ်တဲ့အတွက်ကြောင့်အခုချိန်မှာကန့်တရားထောက်ပံ့ပေးနေတဲ့အခါမှာကိုလိုချင်တဲ့လမ်းကြောင်းပေါ့နော်ကိုတကယ်ကိုရဲ့ပုံစံအစစ်မှန်နဲ့ကိုရဲ့ identity ကိုဖော်ထုတ်ဖို့အတွက်November လထဲမှာစူးစမ်းမယ်ဆိုရင်အရင်အောင်မြင်နိုင်တယ်နော် number 2လေးอ่ะOkay ပါအဲ့တော့ group number 2စစရဲ့အဆင်ပြေပါစေဆုတောင်းပေးလိုက်ပါတယ်ရှင် See you in the next video bye bye Hello ဒါကတော့နောက်ဆုံး group number 3လေးပါ number 3အတွက်ပေါ့နော် November လထဲမှာကြုံတွေ့ရနိုင်တဲ့ general life ပေါ့နော် changes တွေပါလေးတွေရှိနိုင်တယ်ကြည့်နော်Okay အဲ့တော့ bottom of the deck က the world တဲ့နော်ဒီမှာထားလိုက်မယ်ပြီးသွားရင် 10 of swords ten of swords ဘက်ကနောက်ပြန်ဖတ်ရပြီးသွားရင် four of pentacles Knight of Wands ပြီးရင် Queen of Wands group number 3ရဲ့ energy ကကြတော့လုံးဝ totally different ဖြစ်သွားတယ်เนาะ Wednesday okay now က the strength judgment ဒါကဘယ်လောက်လဲ eight of swords justice group number 3လေးက October လထဲမှာဘယ်လိုတွေဘာတွေရှိခဲ့လဲတော့မသိဘူးเนาะအရင်အတွေးတွေများတယ်เนาะအတွေးတွေoverthinking နေစိုးရင်ဆရာထက်ကိုကအတွေးနဲ့ကိုရှုပ်ချက်တွေခတ်နေတဲ့ဟာမျိုးလေးတွေရှိနိုင်တယ်เนาะ group number 3ကအဲ့တော့ November လမှာကြည့်အောင် the world ရဲ့ energy overall သိမလို့ရ the world တဲ့အဲ့တော့ကကြတော့ကိုရဲ့မပြီးပြတ်သေးတဲ့အရာကိစ္စတွေရဲ့ဒီပြီးဆုံးခံနိုင်မှုအချိန်ရောက်လာပြီเนาะအဲ့တော့ completion ပေါ့เนาะမှာဆိုလို့ရှိရင်ကောင်းတဲ့အရာပဲဖြစ်ဆိုးတဲ့အရာပဲမှာဆိုရင်ဆိုးတဲ့ကံကြမ္မာနဲ့ဖြတ်တန်းရတယ်ဆိုလဲအဲ့ဆိုးတဲ့ကံကြမ္မာပြီးတော့မယ် is over เนาะအဲ့တော့ပုံစံမျိုးလေးတွေတွေ့တယ်ကောင်းတဲ့အရာလေးဆိုလို့ရှိရင်လည်းဒီကောင်းတဲ့အရာရဲ့အပိသက်ပေါ့နော်အပိသက်ဆုံးခန်းတိုင်းလာပြီဆိုတဲ့ပုံစံမျိုးလေးကို November လမှာကြုံတွေ့ရနိုင်တယ်အဲ့တော့ group number 3ကအတွေးမများဖို့လိုတယ်တခုခုဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာအဆိုးဆုံးကိုမျှော်လင့်ထားပလိုက်တာမျိုး the worst situation worst လောကအဆိုးရွားဆုံးကိုမန်တွေးထားလိုက်တာမျိုးပြောမှဆိုကိုက negative thinking မှာနည်းနည်းလေးပိုရောက်နေတာမျိုးဆိုနည်းနည်းလေးသတိထားပါเนาะ group number 3 November လထဲမှာဒီမှာဆိုရင်ကြည့်လိုက်ချွေဆိုတကယ်ပဲစမပြေတဲ့ကိစ္စရဲ့တေးမှာဆိုရင်နောက်ကျောတားထိုးမှာနောက်ကျောကိုတားနေတကယ်ထိုးတဲ့ပုံစံမျိုးနဲ့နောက်ကျောတားထိုးတဲ့ကိစ္စရဲ့လေးဖြစ်ခဲ့တာပြည့်အဲ့လိုမယုံကြည်ရတဲ့အရာသစ္စာဖောက်မှုအမျိုးစုံပေါ့နော်စမပြေတဲ့အရာလေးဖြစ်ခဲ့တယ်ဆိုလို့ရှင်လေအဲ့ဒီအရာတွေကပြီးသွားပြီ it's over အဲ့ဆိုနံပါတ်10ဖြစ်တဲ့အတွက်ကြောင့်အဆိုးဆုံးတွေကပြီးသွားပြီအဲ့တော့ဒီ November လမှာရှေ့ဆက်တက်တဲ့အခါမှာကိုယ့်ရဲ့ခုနပြောရဲပေါ့နော်အရင်အစမပြေခဲ့တဲ့ကိစ္စရဲ့တွေကိုလိုက်ပြီးတော့ကိုကဟာမယုံမကြည်တယ်ဒါမျိုးတွေလိုက်မဖြစ်ပါနဲ့တော့ကိုယ့်ရဲ့ belief system ကိုပြောင်းဖို့လိုမယ်ကိုယ့်ရဲ့ thinking အတွေးခေါ်ပုံကိုပြောင်းဖို့လိုမယ်နောက် four pentacles ရဲ့ energy ရဆိုလို့ရှိရင်ကိုကအရင်တော့ဟာတတ်မှတ်ထားဒီစံနှုန်းနဲ့ကိုင်မှာဒီအလုံးမှဒ
ဒီလိုနေရာမှာဒီလိုအခြေအနေမှာလုံးမယ်ဆိုတာမျိုးလေးတွေကိုနည်းနည်းလေးကိုအဖြေလျှော့ပြီးတော့ပြန်ပြီး review လုပ်ဖို့လုပ်မယ်နော် November လထဲမှာပြန်ပြီးကြည့်ဖို့လုပ်မယ် okay ကိုလုံးနေကအဆင်ပြေဘူးဘာကြောင့်အဆင်ပြေလဲဘလို့အဆင်ပြေအောင်လုပ်မလဲဘလို့လေးတွေဒီပုံစံနဲ့အဆင်ပြေနောက်ဘလို့ပုံစံလေးတွေပြောင်းသင့်မလဲဆိုတာလေး group number 3ကနည်းနည်းလေးစဉ်းစားရမယ့်အနေထားရှိတယ်နောက်တစ်ခုကကျတော့ group number 3မှာဒီမှာ once energy တွေတွေ့ရနော်အဲ့ခါကျတော့ကိုလိုချင်တဲ့အရာတစ်ခုခုကိုတကယ်ကိုအတွက် meant to be ဖြစ်တဲ့အရာတစ်ခုကိုတွေ့ရှိတော့မယ်ပုံစံမျိုးတွေ့ရှိဖို့အတွက်လဲလမ်းကြောင်းကိုဖောက်ပေးလိုက်တဲ့ပုံစံမျိုးကို group number 3ကကြုံတွေ့ရမယ်နော် November မှာအဲ့တော့အစမပြေခဲ့တဲ့အရာတွေအကုန်လုံးကိုလမ်းမှန်ပေါ်တင်ပေးဖို့အတွက်ကိုဖြစ်သွားတဲ့အရာတို့တွေ့ရတယ်အဲ့တော့အဲ့ဒါကိုသင်ခန်းစာယူပြီးရခါကြတော့ယုံကြည်နဲ့ကိုလိုချင်တဲ့အရာအတွက်ကိုရှေ့ဆက်တက်ပါနော်ချွေဆိုရင်လောက်ကန်နဲ့ပတ်သက်တာပညာရေးနဲ့ပတ်သက်တာအခြေအနေနဲ့ပတ်သက်တာဘာမဆိုပေါ့နော်အဲ့တော့ကိုလမ်းကြောင်းမှန်ပေါ့အခုချိန်မှာတည့်ပေးလိုက်ပြီအဲ့တော့ကိုပါလို့ခြင်းနဲ့ဘာဖြစ်ခြင်းလဲဆိုတော့အခုချိန်မှာပြန်ရှာဖွေတော့ဆိုတဲ့ပုံစံမျိုးကိုပြန်ပြီးတော့ learn လုပ်ကြမယ်ပုံစံမျိုးလေးတွေကို November လမှာကြုံတွေ့ရမယ် group number 3ချွေရလဲတကယ်ပဲဒီ November လမှာလာရောဟာဘယ်လိုပုံစံနဲ့သွားမယ်ဘယ်လိုအလုပ်တွေကိုရှာမယ်ဘယ်လိုကြောင်းကိုတက်မယ်ပေါ့နော်တရားရအောင်တော့ပုံစံချင်းတူမှာမဟုတ်ဘူးဟိုက general life ဖြစ်တဲ့တို့တဲ့ကြောင်းဘယ်လိုကိုနဲ့အဆင်ပြေလို့ယူပေါ့နော်ကိုကဥမာကြောင်းတက်နေဆိုကြောင်းနဲ့ပတ်သက်တာပေါ့လို့မျိုးပေါ့နော်အဲ့ခါကျတော့ဘာနဲ့ကိစ္စပဲဖြစ်ဖြစ်တေချာတာကတော့ကိုလိုချင်နေတဲ့ passion တစ်ခုခုကိုရှာဖွေတွေ့ရှိတာမျိုးဒီ November လမှာကြုံတွေ့အောင်ချိုးရတယ်ကြပဲရှာဖွေပြီးရခါကျတော့ကိုဘာလုပ်ချင်လဲဆိုတော့သိချင်တာတီးပြီးအဲ့ဟာကိုတေချာလေးစူးစမ်းပြီးတော့လုပ်ဖို့ကိုယ့်ခုချိန်မှာ fire ဖြစ်နေတဲ့ energy ကိုတုံးချပြီးရခါကျတော့ကိုလိုချင်တဲ့အရာအတွက်ကိုစူးစမ်းယူဖို့ပေါ့နော် group number 3လေးအကြုံတွေ့ရနိုင်တယ်အဲ့တော့ကို passion နဲ့ဖြစ်တဲ့အရာနောက်လိုက်တဲ့အခါမှာလည်းနည်းနည်းလေးစိတ်ရှိဖို့လိုမယ်ခုချက်ချင်းစားခုချက်ချင်းဖြစ်ရလို့မဟုတ်ဘူးနည်းနည်းကိုယ့်ရဲ့စိတ်ကနည်းနည်းလေး aggressive ဖြစ်နေနည်းနည်းလေးစိတ်ဆက်နေတာမျိုးလည်းတွေ့တယ်လုံးရင်လုံးတဲ့အတိုင်းဖြစ်မှာလို့ဘာလို့ဖြစ်တဲ့ညာမျိုးလည်းရှိတယ်ပဲဒါကြောင့်လူမျိုးရေးမှာလည်းနည်းနည်းတတိထားဖို့လိုမယ်ပေါ့နော်ကိုယ့်ရဲ့ပုံစံစစ်မှန်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီခုချိန်မှာပြောင်းလဲနေမှုဆွေးနေအလိုက်သူများတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာနည်းနည်းလေးတတိထားဖို့လိုမယ်အဲ့တော့နည်းနည်းလေးစိတ်ရှည်ပါကိုစိတ်ရှည်ပါအတိကအရေးကြီးဆုံးပဲเนาะ group number 3ကအဲ့တော့အထွေးရအရင်မများပါဘူးတခုခုဆိုဟာသိရမလားဖြစ်တော့ဘူးမရတော့ဘူးဆိုတဲ့ဟာမျိုးကိုအရင်မတွေးပဲနဲ့ဖြစ်နိုင်တယ်အဆင်ပြေနိုင်တယ်သူကနဲ့သူ okay သွားမယ်ဆိုတဲ့ဟာမျိုးလေးနဲ့ positive thinking mindset shift လေးနော်လုပ်ဖို့လိုမယ်ထွေးဆိုလည်းအလုပ်တွေပါရှာတယ်ကိုနဲ့ကိုက်ညီတာတွေးကိုမတွေးနေဘူးဒါမို့လဲတွေးခဲ့တဲ့ဒါပေမဲ့အဆင်ပြေခဲ့ဘူးအဲ့လိုမျိုးရှိတယ်ဆိုလို့ရှိရင်အခုချိန်မှာငါတော့ဒီမှာအလောက်ကန်တဲ့ပတ်သက်အဆင်ပြေတော့ဘူးလမ်းစားလည်းရှားမတွေးတော့ဘူးလမ်းပြောင်းနေပါလားဆိုတာမျိုးတွေးနေတယ်ဆိုရင်စိတ်မပူနဲ့ sudden change လာလိမ့်မယ် judgment เนาะဒီ judgment call ကအခြားမဟုတ်ဘူးကိုယ့်ရဲ့အရင်တုန်းကအဆင်မပြေခဲ့တဲ့အရာတွေပဲဖြစ်ဖြစ်ခုချိန်မှာရုပ်တဲ့ဘွားကနေပြန်ပေါ်လာပြီးတော့အခွင့်အရေးတစ်တွေထပ်ပေါ်လာတော့မယ်ဆိုတဲ့ပုံစံမျိုးလေးတွေတွေးရလိမ့်မယ်ချို့ရလဲကြတော့လဲအရင်မကောင်းတဲ့ကိစ္စရဲ့တွေအဆင်မပြေခဲ့တဲ့အရာတွေဒါတွေကိုပြောင်းပြန်လှန်ပြီးတော့เนาะပုံစံအသစ်ဖြစ်သွားပြီးတော့ခုချိန်မှာချက်ချင်းဝုန်းကနေထပြီးပြန်အဆင်ပြေသွားမှုလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့เนาะအဲ့တော့ချို့ရဆိုလို့ရှိရင်ကြတော့ဒီ 10 source energy အရာဆိုရင်စိတ်ထဲမှာအရန်ပင်ပန်းနေပေမဲ့လည်းတရိုးတိုက်ဆွဲပြီးတင်မှာကိုရအောင်လို့ကိုလိုချင်တာတခုရှိရဟာပြတဲ့ကြောင့်ကိုရဲ့ goals တွေကိုရဲ့ target တွေဒါတွေရအောင်လို့အရန်အားတင်းထားရတယ်ဆိုတဲ့ဟာမျိုးလေးရှိရဆိုရင် November လထဲမှာလုံးဝအပြောင်းလဲစိတ်လက်ပုတ်ပါဆိုတာနဲ့ကိုကစိတ်အားထက်သန်ဆိုတာနဲ့လှုပ်ရှားရှိရကိစ္စတွေကိုပြန်ပြီးတော့ motivation လေးတွေပြန်ရလာမယ်เนาะအဲ့တော့စိတ်တအားပင်ပန်းနေတဲ့လူတွေ green number 3မှာပါတယ်ဆိုရင်အရန်စိတ်ဝင်ပူပါနဲ့ဒီ November လက is a good start new change เนาะis a next chapter ပေါ့เนาะပုံစံမျိုးလေးတွေ့ရတဲ့အခါကျတော့ဒီမှာ judgment လဲပါတဲ့အတွက်ကြောင့်အရင်စိုးရင်စရာမလိုဘူးကိုစိုးရင်ပူပန်နေတဲ့အရာတွေနောက်တစ်ခါပြန် try လို့ရတယ် try လိုက်တဲ့အခါမှာဒီ November လမှာ okay သွားတာအဆင်ပြေသွားချက်ချင်းကောက်ကငင်ကအဆင်ပြေသွားမျိုးဖြစ်သွားနိုင်တယ်เนาะအဲ့တော့ချိုးဆိုစားဆန်ကိစ္စတွေချီရေးလောက်ကိုင်းပညာရေးကုန်ပါတယ်ပေါ့เนาะဒီမှာဆိုကြည့်လိုက် justice တွေ့လားထွက်ပေါ်လာတော့မယ်အမှန်မှာတသက်ကိုယ်သိလာမယ်ဖြူမဲ့တသက်ကိုယ်သိလာမယ်ချို့ဆိုကိုလိုချင်တဲ့အဖြေเนาะဘာဖြစ်လို့လဲဘာကြောင့်လဲဆိုတဲ့အဖြေတွေပါသိလာရတော့မယ်ကိုရှာဖွေနေတဲ့အရာတွေနဲ့ပတ်သက်လို့မြန်ဝါထင်ပေါ်လာတော့မယ်ဆိုတာမျိုးလေးတွေ့တယ်เนาะအဲ့ခါကျတော့ group number 3ကဒီ November လမှာဆိုလို့ရှိရင်ဒီမှာအခြေအနေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လေအခြေအနေမှာအရင်တုန်းကပြီးခဲ့တဲ့ကိစ္စကိုပြီးတဲ့အတိုင်းဒါကိုကလက်ကိုလုပ်ပေးလိုက်တချို့ရဆိုလို့ရှိရင်ဟာဒီတယောက်ကိုအဆင်ပြေဘူး relationship ကမကောင်းမသိရင်ဖတ်တွေ့ထားမိလားဒါလေးနည်းနည်းသတိထားပေါ့နော်
အဲ့ခါကြပြီအဲ့လိုမျိုးဖတ်တွေ့တဲ့ရင်းထဲမှာကိုကတခြားကိုနဲ့တကယ် energy ကိုက်တဲ့လူအဆင်ပြေတဲ့လူနော်တယောက်ယောက်အဲ့လိုမျိုးတွေ့လာတာမျိုးကိုနဲ့တကယ်ကိုပြောင်းဆိုရင်ပေါင်းဖတ်ဖို့အတွက်ကံပါတဲ့သူနဲ့နော် judgment ခေါ်လောကကိုစုံစည်းရဖို့အတွက်ကိုနည်းနည်းကွာစိတ်ရှည်ရတာမျိုးဒါမျိုးလေးတွေခု number 3က November လမှာကြုံတွေ့ရမယ်အဲ့တော့စားဆိုင်တဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းတို့အလုပ်ကိုင်နဲ့ပတ်သက်လို့ဖြစ်ချီးမှာဆိုလဲလက်ထပ်စာချုပ်တို့နောက်ချို့ဆိုလဲအိမ်အောင်ကြီးဒီ divorce စာချုပ်ပါညာကွိကွာပေါ့နော်အဲ့ဒါအကုန်လုံးကိုဒီ November လမှာလုပ်တဲ့အခါကျရင်စိတ်ကိုရှင်းရှင်းလင်းလင်းနဲ့တိတိကျကျပေါ့နော်ကိုကရှင်းရှင်းလင်းလင်းသိမြင်ပြီးတော့မှလုပ်ပါတေချာဆုံးဖြတ်ချက်တွေမှန်ကန်ဖို့လိုတယ်နော်အဲ့တော့တက်ကွက်တိရမှာဆုံးဖြတ်ချက်ချပါလို့လည်းပြောချင်တယ်နော် grade number 3 okay အဲ့တော့ဒီကပ်ပေါက်စီနဲ့ပြန်ပြီး clarify လုပ်ပေးမယ်နော်Okay, di maso yung Queen of Pentacles. Di maso 6 of Wands. Okay, 6 of Cups. Ano ko ba? 8 of Cups. Di maso ng Swords dito na, no? Okay, di maso yung Queen of Cups. Okay, di mata 6 of Pentacles. Di mata 11 first. Oops, look at all. Now so 2 of Pentacles. Okay. အဲ့တော့ clarify လုပ်တဲ့ message အရာဆိုရင် grade number 3 လေးတွေကကိုအောင်မြင်မှုတစ်ခုခုရရှိဖို့အတွက်နေရာတစ်ခုခုလူတယောက်ယောက်တာမျိုးကိစ္စတစ်ခုခုကိုကြောခိုင်းလိုက်ရတာမျိုးလေးတွေဒီ November လမှာကြုံတွေ့ရမှာเนาะအဲ့လိုကြောခိုင်းရခြင်းလမ်းခွဲရခြင်းခွဲခွာရခြင်းတချို့ခွဲခွာရခြင်းပိုကောင်းမှုအတွက်ဖြစ်လာတာပို့ပြီးတော့ကိုနဲ့ကိုက်ညီမဲ့နေရာလူဒါမျိုးလေးရောက်ဖို့သွားဖို့တွေးဖို့အတွက်ဖြစ်လာတာမျိုးလေးတွေးတယ်ဒီမှာဆိုလို့ရှိရင် 6 of cups เนาะအဲ့တော့ကိုကိုကန်ထောက်ပံ့နေကိုကိုအဆောင်ရှောက်တွေကလည်းကူညီပေးနေတယ်နော်ကိုရဲ့ဒီလမ်းပြပေးနေတဲ့နောက်ကိုလိုက်ဖို့လိုတယ်တချို့တွေကအဲ့လိုပြီးဆုံးသွားတဲ့အပိသက်တွေအကုန်လုံးကမကောင်းတာမဟုတ်ဘူးပိုကောင်းမှုအတွက်ပို့ပြီးတော့လမ်းမှန်ဖြစ်သွားဖို့အတွက်ကိုနဲ့အလုပ်တွေပါဆိုလဲတကယ်ကိုနဲ့ကန်ဆက်တဲ့အလုပ်ကိုနဲ့ထိုက်တန်တဲ့အရာတွေเนาะဒါတွေကိုခံစားရဖို့အတွက်ဖြစ်လာတာမျိုးတွေတွေ့တယ် November လထဲမှာအဲ့တော့တချို့တွေကကြတော့ကိုရဲ့ချစ်ရတဲ့လူခင်ရတဲ့လူတွေနဲ့ခွဲခွာရတာ physically ခွဲခွာရတာမျိုးလေးတွေရှိကောင်းရှိနိုင်တော့နည်းနည်းလေးတော့တတိထားပေါ့နော်အဲ့တော့ဆိုလို့ရှိရင်နာမကျန်းဖြစ်နေတဲ့ family members တွေအမျိုးတွေပါရှိရဆိုတော့အဲ့လိုမျိုးခွဲခွာရနိုင်တယ်เนาะအားလေးနဲ့တတိထားပါအခါကြလို့ရှိရင်တော့ကိုယ့်ရဲ့ဒီ healing ပေါ့နော် healing ကိုပြန်ပြီးတော့တေချာလေးလုပ်ဖို့လိုအပ်ပါလိမ့်မယ် Good number 3ကအခါကြတော့ဒီမှာကြည့်ပုံအရာဆိုရင်ခုနပြောရဲကိုအားစိုက်ထုတ်ထားတဲ့အရာကိုစူးစမ်းခဲ့တဲ့မဖြစ်သေးတဲ့အရာဒါတွေကဒီ November လမှာနောက်ထပ်တစ်ခါ chance ပြန်လာပေးတယ်เนาะကိုစူးစမ်းပြီးတော့စင်ပီကိုကောင်းတယ်မပေါ်ခဲ့တဲ့အရာတွေကိုရလက်ပြန်မြင်ရလာဖို့အတွက်ကို November လထဲမှာခွင့်ရည်ရလာလိမ့်မယ်เนาะ Group number 3အဲ့တော့ကိုယ့်ရဲ့စိတ်ရှည်မှုအတွက်ရလာမယ့်အကျိုးဆက်ကောင်းတဲ့ခွင့်ရည်ဒါမျိုးလေးတွေပေါ့เนาะဒီ November လမှာကြုံတွေ့ရဖို့ရှိတယ်ဒီမှာဆိုရင်ကြည့်လိုက်တော့လားအောက်က 8 of cups sorry 8 of swords ကိုclarify လုပ်ထားတဲ့ lovers energy နဲ့เนาะအဲ့တော့ကြတော့ကိုနဲ့တကယ် testing ဖြစ်တဲ့အရာတွေအတွက်ကိုရလာမှာဆိုတာယုံကြည်ဖို့လိုအပ်တယ်အရန်အတွေးတွေမများပါနဲ့တခါကြလို့ရှင်ကိုယ့်ရဲ့စိတ်ထဲမှာပြောနေတဲ့ဒီ inner voice ကို listen လုပ်ဖို့လိုအပ်တယ်ပေါ့နော် inner voice ကနေလမ်းပြနေတာဆိုလို့ရှင်လဲ relationship မှာဒီတယောက်ကအစမပြေဘူးဆိုပြီးစိတ်ထဲကသိနေပေမဲ့မဖြစ်နိုင်နဲ့ဒီလောက်ထိဆွဲလာပြီးရဲ့ခါကျမှဒီ November လလည်းကြာရော it's time လောက်ကတော့မယ်ဆိုတာမျိုးတိလာတာမျိုးတွေးလာတာမျိုးတကယ်လဲကံကြမ္မာခွဲပလိုက်တာမျိုးပေါ့နော်ခွေအခြေအနေတစ်ခုခုကြောင့်ကွဲကွာရတာမျိုးဒါမျိုးလေးတွေဖြစ်နိုင်တယ်အဲ့တော့လမ်းခွဲနှုတ်ဆက်ရခြင်းကအမြဲတော့မကောင်းတာရတော့မဟုတ်ပါဘူးเนาะဒီမှာဆိုရင်ကြည့်လိုက်เนาะ Two of Pentacles Justice အဲ့တော့ခုနပြောသလိုပဲတခုခုကိုကဆုံးဖြတ်တော့မယ်ဆိုလဲတေချာကနာတိမှတေချာလေးချိန်ညှိပြီးစဉ်းစားပြီးညှိနှိုင်းပြီးနောက်ဆုံးမရတော့ဘူးကိုယ့်ရဲ့ဒီပြောမှဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာလဲဒါကအမှန်ဒါလှုပ်လိုက်ရင်ပိုကောင်းမယ်ဆိုတာကို
တိလာပြီးမြင်လာပြီးဆိုတော့မှတေချာပြီးဆိုမှလုပ်ပါပေါ့နော်ပိုင်နိုင်ပြီဆိုမှလုပ်ပါဖြူမဲ့တေချာကိုတိရမှလုပ်ပါအဆုံးမြင့်ချက်ချပါလို့တွေ့ရတယ်နော်ပြီးလို့ရှိရင်တချို့ရ drilling ဖြစ်နေတယ်ပေါ့နော်တချို့ရဟာဟိုကနိုဒီယာနိုဟိုလိုဒီလိုနဲ့ဆုံးမြင့်ချက်မကျနေတဲ့အရာတွေလည်းနိုဗမာလာမှာဆုံးမြင့်ချက်ချပြသွားမယ်ဆုံးဖြတ်ချက်ကျသွားလိမ့်မယ်เนาะ okay အဲ့တော့ group number 3အတွက် agent message လေးဆက်ဖတ်ပေးပါမယ် group number 3အတွက် agent message လေးเนาะ November လအတွက် agent message လေးဟုတ်တယ် okay number 3 bottom of the deck က 7 It is time to move on from the old patterns, habits, and fears. Oh my God, time to move on. No, hunale 8 of cups, tiba clarifying the tajahano. Now is the time to walk in the direction of your biggest desires and ambitions. Now is the time to be bold and brave. I am brave. No, chori ya how there go to a job kind like book. Kisa the kubo, maybe roll job kind like book solution. Oh, so no yere tati bono. I don't know, so no yere, quack, yere tati, low yere, so much a cha yere tati. เนาะဒါမျိုးလေးတွေလိုအပ်တယ်အဲ့လိုတက်တိရှိရှိနဲ့လှုပ်လိုက်တော့မှပြတ်သားလိုက်တော့ခါကြမှာကိုယ့်ရဲ့လိုချင်နေတဲ့အရာရဲ့လမ်းကြောင်းကိုရောက်သွားမှာတဲ့เนาะ number 3တော့ Okay, number 3 the expression comes naturally to you. You are very skilled at communicating your thoughts through conversation and creative pursuits. You are able to get others on board with your ideas. I am charismatic. Okay အဲ့တော့ group number 3ကကိုယ့်ရဲ့ဒီနှုတ်ထွက်ပြောရဲ့စကားတွေကိုပြောကိုယ့်ရဲ့ဒီအတွေးတွေဒါတွေကိုဖော်ထုတ်ရမှာဒီ November ထဲမှာပို့ပြီးတော့ထင်ရှားနေမယ်ပေါ်လွင်နေမယ်ပို့ပြီး creative ဖြစ်နေမယ်ဒါမျိုးလေးဒီ ID energy ကိုအသုံးချပြီးတော့ကိုယ့်ရဲ့ဒီ charisma ပေါ့နော်ကိုယ့်ရဲ့ဒီ charming ဖြစ်တဲ့ site လေးကိုထုတ်ပြပြီးတော့ကိုလိုချင်တဲ့အရာတွေရယူဖို့စူးစမ်းလို့ရပါတယ်တဲ့နော်30 that you are an original innovative thinker and excellent communicator. You have a great talent for using creativity to convey your ideas. Your optimistic attitude has an uplifting effect on others. 对啦ကိုယ့်ရဲ့အကောင်းမြင်တဲ့စိတ်เนาะကိုယ့်ရဲ့ဒီပင်ကိုမာကိုက creative ဖြစ်တဲ့ energy အင်းသူများထက်ပိုပြီးထူးခြားတယ်သူများထက်ပိုပြီးတော့တွေးတက်ခေါ်တက်တယ်ကိုယ့်ရဲ့ဟိုစမ်းတက်တဲ့ idea တွေရလာတဲ့အဲ့လိုမျိုးလေးရှိနိုင်တယ်ပေါ့နော် November မှာအဲ့တော့ group number 3ကအဲ့ဒါကိုအသုံးချပြီးတော့ကိုယ့်ရဲ့ဟိုလိုအပ်တဲ့နေရာမှာချိုးရဆိုအလုံးမှာချိုးရပညာရေးမှာချိုးရrelationship တွေမှာအဲ့လိုမျိုးပေါ့နော်ကိုယ်နဲ့အဆင်ပြေတဲ့ဒီလို life တွေမှာအသုံးချဖို့လိုအပ်မယ် Okay 26 that you have a desire to succeed and well feel most accomplished when your work benefits others that your intuitive awareness of what people want allows you to come up with innovative solutions to meet their needs that I am tactful เนาะချို့ရလေအလုပ်ထဲမှာဆိုလို့ရှင်တကယ်ကိုယ့်ရဲ့ဒီဖြေရှင်းနိုင်တဲ့ solutions problem solver တွေဖြစ်နိုင်တယ်ပေါ့နော် solution ရှာနိုင်တဲ့သူတွေဖြစ်နိုင်တယ်နေရာကြီးရာတူကြီးနာမျိုးတွေမှာလောက်ကင်နေတဲ့လူတွေပါတယ်ဆိုလို့ရှင် number 3อ่ะဒီ November လထဲမှာเนาะကိုယ့်ရဲ့ဒီ skills တွေကထုတ်ပြမယ်အချိန်ရောက်နေပြီပေါ့နော်ပြောမယ်ဆိုလို့ရှင်ကိုအောင်မြင်မှုတွေကဒီကနေလာလိမ့်မယ်သူများတွေကိုလည်းကိုကဘယ်လိုလေးလုပ်လိုက်ရင်ကောင်းသွားမယ်သူများတို့လည်းကိုကလမ်းပြပေးနိုင်တယ်ပေါ့နော်အလုပ်ပုံစံမျိုးလေးတွေကို November လထဲမှာကြုံတွေ့ရနိုင်တယ်เนาะ Okay 999 and thank the past for your lessons and leave it where it belongs so you can make the best of life that is still waiting to be fulfilled by only you. I am unique ကကမြန်လို့မသိเนาะအဲ့ခါကျတော့ခုနကဘာနဲ့တူလဲဆိုတော့10 of source energy မကောင်းတဲ့ past တွေရှိခဲ့တယ်မကောင်းတဲ့ experience တွေရှိခဲ့တယ်ဒါပေမဲ့အဲ့ experience တွေအကြောင်းပဲကိုကဒီလိုနေရာမှာအခုလိုမျိုးဆုံးဖြတ်ချက်တွေလုပ်နိုင်တယ်စဉ်းစားနိုင်တယ်ကင်တွယ်နိုင်တယ်အဲ့ဒါအကြောင်းအဲ့ဒီ lessons တွေကိုအခုချိန်မှာပြန်ပြီးအသုံးချပါ make the best of life that is still waiting to be fulfilled by only you အဲ့တော့ကိုမလို့အဲ့လို experience တွေကြုံခဲ့တာသူများရဲ့ဆိုရင်သူများတွေရဲ့ဒီကြော်ဖြတ်ရတာချင်းမတူဘူးပေါ့နော် group number 3ရဲ့ကြော်ဖြတ်ရတဲ့ပုံစံကခက်ခဲမယ်ဒါပေမဲ့အဲ့ခက်ခဲတဲ့အရာအတိုင်းပဲခက်ခဲတဲ့အရာတွေဖြတ်ကျော်ခဲ့ရလို့ပဲဒီလိုနေ့ဒီလိုအချိန်မှာဒီလိုပုံစံမျိုးဖြစ်နေတာပေါ့အဲ့လိုပုံစံမျိုးကိုယ့်ရဲ့ဒီ unique ဖြစ်တဲ့ site ကကိုယ့်ရဲ့အရင် past experience တွေကနေပြီးပါလာတဲ့ lessons တွေအကြောင်းဆိုတော့အဲ့ lessons တွေကိုပြန်ပြီး thank you လုပ်တတ်ဖို့လိုတယ်ချို့ရဟာမကောင်းတဲ့ခွဲခွာခြင်းမျိုးပဲဖြစ်မကောင်းတဲ့ဒီ failure တခုခုကြုံတွေ့ခဲ့ရပဲဖြစ်အဲ့ဒီအရာတွေကကိုယ့်ကိုပို့ပြီးတန်မာလာအောင်ပို့ပြီး
တိုးတက်လာအောင်ထောက်ပံ့ပေးလိုက်တဲ့သဘောပဲเนาะ Okay, number 333 then Asonga. You are being called upon to use your spiritual gifts as a light worker, assisting all of humanity, live your truths and be a positive light to others. I am powerful. 对啦，အဲ့တော့ခုနကဒီ999ရဲ့ energy ကကြာ Hermes energy အဲ့တော့ကိုမှရှိရဲ့ဉာဏ်ပညာတွေကိုမှရှိရဲ့ experience တွေဒါတွေနဲ့သူများကိုပြန်ပြီးသုံးနေအများကြီးပဲเนาะသူများတွေလူဖွဲ့စည်းမှာဘယ်လိုပြန်ပြီးသုံးချမလဲဒါတွေကကိုယ့်ကိုပေးရဲ့ gift တွေပဲเนาะ group number 3 Okay, group number 3 ဆက်ဆက်ရအဆင်ပြေပါစေဆုတောင်းပေးပါရနော် See you in the next video. Bye bye.